မြန်မာနိုင်ငံရဲ့အရက်ရှိဆုံးလူသား6ယောက်နံပါတ်6မဆန်ဆန်တီခမချန်ချန်မဆန်ဆန်တီကတော့မြန်မာနိုင်ငံရဲ့ဆထမမြောက်အရက်ရှိဆုံးလူသားဖြစ်ပါတယ်အမျိုးသမီးထဲမှာဆိုရင်ဒုတိယမြောက်အရက်ရှိဆုံးဖြစ်ပါတယ်ဗော်လီဘောကစားမဲ့တဦးဖြစ်တဲ့မဆန်ဆန်တီကိုဗော်လီဘောအတိုင်းဝိုင်းမှာမချန်ချန်ဆိုပြီးလူသိများပါတယ်2008ခုနှစ်အသက်22နှစ်အရွယ်မှာဝါသနာပါလို့ဗော်လီဘောစတင်ကစားခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိကစားနေသေးဖြစ်ပါတယ်ဗော်လီဘောကစားသက်18နှစ်အတွင်းမှာပြည်တွင်းပြည်ပစုတစိတ်တွေကိုတဦးချင်းအနေနဲ့ရောအသင်းလိုက်အနေနဲ့ပါစုတစိတ်ပေါင်းများစွာရရှိပိုင်ဆိုင်ထားပါတယ်။သူမရဲ့ရံမြင့်က6ပေ6လက်မဖြစ်ပြီးမတ်တက်ရပြီးလက်ဆက်ရင်တော့ပိုက်ကိုကြော်နေရကြောင်းဗော်လီဘောကစားတဲ့အခါမှာများစွာအထောက်အကူပြုပြီးအားသာချက်ဖြစ်နေပါတယ်။ဒါပေမဲ့သူမရဲ့အရက်အမြင့်ကြောင့်အားနည်းချက်တွေလည်းရှိပါတယ်။အဆောက်အဦတွေကသူမရဲ့ပုံစံနဲ့တိုင်းဆောက်ထားတာမဟုတ်လို့ခေါင်းနဲ့တိုင်းမိတာမျိုးတွေလိုင်းကားတွေစီးတဲ့အခါမှာခေါင်းနဲ့မလွတ်လို့ခေါင်းငုံပြီးစီးရတာမျိုးတွေစသဖြင့်အခက်အခဲတွေလည်းကြုံတွေ့ရတယ်လို့ဆိုပါတယ်။ပေါ်ဝန်းကျင်ကလည်းထမ်းပင်ဒူးရှည်စသဖြင့်လှောင်ပြောင်ခေါ်ခံရတာတွေလည်းမကြာခဏကြုံတွေ့ရပါတယ်။သူမကအိမ်တော်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးသားသမီးတော့မရှိသေးပါဘူး။သူမရဲ့အိမ်တော်ဘက်အမျိုးသားကတော့အရက်အမြင့်9ပေ10လက်မပဲရှိပါတယ်။နံပါတ်5ကိုကျော်လင်းခိုင်ကိုကျော်လင်းခိုင်ဟာမြန်မာနိုင်ငံရဲ့ပြည်စမားမြောက်အရက်ရှည်ဆုံးလူသားဖြစ်ပါတယ်။သူ့ကို ARW တိုင်းဟင်းသရမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးမွေးဖွားဖို့ကိုဝင်ဆောင်ချိန်ဟာ17လနဲ့3ရက်အထိကြာမြင့်ခဲ့ပါတယ်။မွေးဖွားပြီးအရွယ်မှာလည်းတာမန်ကလေးတွေထက်တီးတီးတသာရက်ပိုရှည်နေခဲ့တယ်လို့သူ့ရဲ့မိခင်ကပြောပါတယ်။ကိုကျော်လင်းခိုင်ရဲ့အရက်မြင့်ကတော့6ပေ6လက်မဖြစ်ပါတယ်။လက်ရှိကတော့ရန်ကုန်မှာနေထိုင်နေတာဖြစ်ပြီးအသက်မွေးဝမ်းကြောင်းအလုပ်ကလျှက်စစ်ပစ္စည်းတွေပြုပြင်ပေးတဲ့အလုပ်ကိုလုပ်ကိုင်နေပါတယ်။ကိုကျော်လင်းခိုင်ရဲ့မိသားစုကတော့12နှစ်ကျော်ပေါင်းသင်းနေထိုင်လာတဲ့ဇနီးနဲ့အတူကလေး2ယောက်ရှိပါတယ်။ဇနီးဖြစ်သူနဲ့ကိုကျော်လင်းခိုင်ရဲ့အရက်ကလည်းတီးတီးတသာကွာခြားလုံးပြီးဇနီးဖြစ်သူကအရက်9ပေတောင်မပြည့်တဲ့သူဖြစ်ပါတယ်။နံပါတ်4ကိုအာကာမင်းခဟာရွန်ကိုအာကာမင်းကမြန်မာနိုင်ငံမှာစတုထမြောက်အရက်အရှိဆုံးလူသားဖြစ်ပါတယ်။ကိုအာကာမင်းဟာဒီစင်းထဲမှာပါဝင်တဲ့အသက်ငယ်ဆုံးသူဖြစ်ပြီး19နှစ်ကျော်ပဲရှိသေးလို့သူ့ရဲ့အရက်ကအခုထက်ထပ်မံပြီးရှည်လာအောင်မဲ့အလားလာရှိပါတယ်။သူ့ရဲ့ဇာတိကတော့ ARW တိုင်းဝါခဲမမြို့နယ်ကျုံမငေးမြို့ရေလက်ကျွန်းကြီးဝါဇာတိဖြစ်ပါတယ်။လက်ရှိကတော့ရန်ကုန်မြို့မှာနေထိုင်ပြီးဝါသနာပါတဲ့ဗော်လီဘောလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တဦးဖြစ်ပါတယ်။သူ့ရဲ့မြန်မာလာတဲ့အရက်ကဗော်လီဘောကစားရမှာများစွာအထောက်အကူပြုနိုင်တဲ့မွေရပါအားသာချက်ဖြစ်နေပါတယ်။ဒီလူငယ်ကမွတ်စလင်မိဘကနေမွေးဖွားလာတဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့်မွတ်စလင်အတိုင်းဝိုင်းမှာတော့ဟာရွန်ဆိုပြီးလူသိများပါတယ်။သူ့ရဲ့အရက်မြင့်ကတော့6ပေ17လက်မအရက်မြင့်ကိုပိုင်ဆိုင်ထားတာကြောင့်အချိန်ကလီဗာပူးနဲ့အင်္ဂလန်အသင်းများစွာမှာကစားခဲ့မှုတဲ့ပီတာခရော့ထက်တောင်3လက်မပိုမြင့်နေပါတယ်။နံပါတ်3ကိုကောင်းညွန့်ဝေကိုကောင်းညွန့်ဝေဟာမြန်မာနိုင်ငံရဲ့တတိယမြောက်အရက်အရှိဆုံးလူသားဖြစ်ပါတယ်။ကိုကောင်းညွန့်ဝေကို ARW တိုင်းမော်လမြိုင်ကျွန်းမြို့နယ်ကျွန်းစုကျေးရွာမှာမွေးဖွားခဲ့တာဖြစ်ပြီးမွေးချင်း9ယောက်မှာအငယ်ဆုံးသားဖြစ်ပါတယ်။ကိုကောင်းညွန့်ဝေကိုသူ့ရဲ့မိခင်ကအသက်45နှစ်အရွယ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ကိုကောင်းညွန့်ဝေဟာလက်ရှိအချိန်မှာအသက်24နှစ်အရွယ်ဖြစ်ပြီးအရက်အမြင့်က9ပေနဲ့1လက်မဖြစ်ပါတယ်။ကိုကောင်းညွန့်ဝေရဲ့အရက်အမြင့်က WWE ပြိုင်ပွဲကကစားသမားတွေဖြစ်တဲ့ဘစ်ရှိုးနဲ့ခိုင်းတို့ထက်1လက်မပိုမြင့်ပါတယ်။ဒီလိုမြင်မာတဲ့အရက်ကိုပိုင်ဆိုင်ထားပေမဲ့သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကလည်းအရက်နဲ့လိုက်ဖက်ညီတဲ့ခန္ဓာကိုယ်အချိုးအစားတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ထူးခြားတဲ့အရက်အမြင့်ကြောင့်ကိုကောင်းညွန့်ဝေဟာဆိုရှယ်မီဒီယာမှာကြော်ကြားပြီးလုပ်ငန်းရှင်တွေနဲ့ကြော်ညာတွေရိုက်ကူးနေရသလို Music and TV နဲ့ရုပ်ရှင်တွေမှာလည်းပါဝင်တရုပ်ဆောင်ခွင့်ရရှိထားပါတယ်။ဗော်လီဘောကစားလေးကိုလည်းတင်ယူနေတာတွေ့ရပြီးဗော်လီဘောလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကိုကောင်းညွန့်ဝေဟာလည်းသူ့ရဲ့ထူးခြားတဲ့အရက်ကြောင့်ငယ်စဉ်ကလေးဘဝမှာအခြားကလေးတွေရဲ့လှောင်ပြောင်ခြင်းတွေဖယ်ကျင်မှုတွေခံခဲ့ရသူဖြစ်ပါတယ်။ကားစီးတဲ့ခါတိုင်းလည်းဒုက္ခကြုံတွေ့နေရပါတယ်။ဖနက်နဲ့အဝတ်စားတွေကတော့သူ့အတွက် ready made မရှိတာကြောင့်တီးတန့်ချုပ်လို့ order မှာယူဝတ်ဆင်နေရပါတယ်။နံပါတ်2ကိုဝင်းစော်ဦးကိုဝင်းစော်ဦးဟာမြန်မာနိုင်ငံရဲ့ဒုတိယမြောက်အရက်အရှိဆုံးလူသားဖြစ်ပါတယ်။ကိုဝင်းစော်ဦးကိုမကွေးတိုင်းနမ်းမောက်မြို့နယ်ထုံးပေါက်ချိုင်းရွာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ကိုဝင်းစော်ဦးဟာဦးနှောက်အတွင်းမှာရှိတဲ့ခရိုမဂလီလို့ခေါ်တဲ့ကြီးထွားနှုန်းများတဲ့ဟော်မုန်းအပြောင်းလဲကြောင့်တစ်နှစ်ထက်တစ်နှစ်အရက်ပိုရှည်တဲ့ဝေဒနာကိုခံစားခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်2013ခုနှစ်မှာစင်ကာပူထူရီယောဂကုဆေးရုံတစ်ခုမှာတွားရောက်ပြီးစေကူသားမှုခံယူခဲ့ရပါတယ်။စင်ကာပူအထူးကုဆရာဝန်ကြီးတွေကကိုဝင်းစော်ဦးရဲ့ဦးခေါင်းထဲမှာရှိတဲ့ P2 နဲ့ hypothalamus အကျိတ်တွေကိုဖယ်ရှားခဲ့ပြီးကုသမှုကိုအောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ကုသမှုအောင်မြင်ပြီးတဲ့နောက်မှာကိုဝင်းစော်ဦးရဲ့ခန္ဓာကိုယ်ကြီးထွားမှုလည်းရပ်တန့်သွားခဲ့ပါတယ်
တိုင်းထွာမှုမှတ်တမ်းများအရကိုဝင်းစောဦးရဲ့အရက်ဟာ9ပေ10လက်မအထိရှိတာကြောင့်မြန်မာနိုင်ငံမှာအရက်ရှည်ဆုံးအမျိုးသားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်နံပါတ်1အရက်ရှည်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်နံပါတ်1ဒေါခင်စိန်ခဒေါ်စည်းကွက်စိန်ဒေါခင်စိန်ဟာမြန်မာနိုင်ငံရဲ့အရက်ရှည်ဆုံးလူသားဖြစ်ပါတယ်ဒေါခင်စိန်ကို1956ခုနှစ်မှာမန္တလေးတိုင်းညောင်ဦးမြို့နယ်တီတီပစ်ဆရာရွာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်ဒေါခင်စိန်ကိုဒေါ်စည်းကွက်စိန်လို့လည်းခေါ်ပါတယ်မွေးဖွားပြီး9ရက်ပြည့်တဲ့ကင်မွန်းတက်နေ့မှာသူမအိတ်တဲ့ပကတ်ပေါ်မှာဇီးကွက်တစ်ကောင်လာနားတာကြောင့်ဇီးကွက်စိန်ဆိုပြီးအမည်တင်သွားခဲ့တာဖြစ်ပါတယ်သူမဟာကျမ်းမာရေးချိုးတဲ့တာကြောင့်1986ခုနှစ်အသက်23နှစ်မှာပဲငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါသွားခဲ့ပါတယ်သူမတက်ရှိထင်ရှားရှိတဲ့အချိန်ကသူမရဲ့မြင်မာလာတဲ့အရက်ကြောင့်ပကံဖျားဘူးတွေဟာသူမနဲ့လာရောက်တွေ့ဆုံခဲ့ကြပြီးအမတ်တရဓာတ်ပုံတွေလာအောင်ရိုက်ကူးကြပါတယ်ဖျားဘူးတွေကပေးတဲ့မိုးဘူးငွေတွေကိုသူမဟာပြန်လည်လှူဒန်းမှုတွေများစွာပြုလုပ်သွားခဲ့ပါတယ်သူမရဲ့ရက်မြင့်က10ပေအထိရှည်လျားတာကြောင့်သူမဆုံးပါပြီး46နှစ်ကြာတဲ့ယခုအချိန်ထိအခြားဘယ်သူမှချိုးဖျက်နိုင်ခြင်းမရှိသေးတဲ့ကြောင့်သူမဟာလက်ရှိမြန်မာနိုင်ငံရဲ့အရက်အရှည်ဆုံးလူသားအဖြစ်မှတ်တမ်းဝင်နေသေးဖြစ်ပါတယ်